Welcome to PREM. Pre- and post-operative education in multilingual for orthopedic wards by Faculty of Nursing, Chiang Mai University. အယိုးအစစ်ကုသဆောင်တို့တက်ရောက်ကုသမှုခံယူသောလူနာများအနေဖြင့်အောက်ပါသဘောတူညီမှုစာရွက်စာတမ်းများအားလက်မှတ်ထိုးသဘောတူရန်လိုအပ်ပါသည်။နံပါတ်1ခွဲစိတ်ကုသမှုများတွေ့သွင်းခြင်းနဲ့အရေးပေါ်တိုက်ခိုက်ခြင်းအားသဘောတူညီသည့်စာရွက်။နံပါတ်2ကိုယ်ရေးအချက်အလက်များအားအသုံးပြုရန်သဘောတူညီသည့်စာရွက်။နံပါတ်3ဆေးဘက်ဆိုင်ရာကိရိယာများခြေတုလက်တုများဆေးဝါးများအသုံးပြုခြင်းနှင့်ယောဂရှာဖွေရေးလုပ်ထုံလုပ်နည်းများကိုလက်ခံသဘောတူညီခြင်းစာရွက်။အထက်ပါသဘောတူညီမှုစာရွက်စာတမ်းများတွင်အရေးကြီးချက်လက်များပါဝင်ပြီးလူနာများအနေဖြင့်စေဝါကုသမှုခံယူခြင်းအတွက်လက်မှတ်ထိုးသဘောတူရန်လိုအပ်ပါသည်။နာကျင်မှုဝေဒနာအားထိန်းချုပ်ခြင်းထို့နောက်သင်ရဲ့နာကျင်မှုပမာဏကိုကိန်းဂဏန်းအသုံးပြုဖော်ပြသည့်နည်းကိုရှင်းပြသွားပါမယ်။သင်နာကျင်မှုအတိုင်းအတာကို3ညမှ10အထိသတ်မှတ်နိုင်ပါတယ်။3ညဆိုသည်မှာနာကျင်မှုလုံးဝမရှိပါ။1မှ3သည်နာကျင်မှုအဆင့်အနည်းငယ်အဖြစ်သတ်မှတ်ပြီးနာကျင်မှုရှိတော်လဲပြောဆိုနိုင်လှုပ်ရှားနိုင်အနားယူနိုင်နာကျင်မှုအားတီးခံနိုင်ပါသေးသည်။4မှ6သည်နာကျင်မှုပမာဏအလဲအလတ်ဖြစ်သတ်မှတ်ပြီးနာကျင်မှုပမာဏပုံမူတိတာထင်ရှားလာပါသည်။အိပ်ဆက်ခြင်းပုံမှန်လှုပ်ရှားခြင်းများကိုအနောက်ရှက်ဖြစ်လာစေပြီးအကိုက်ခဲပြောက်စေလိုအပ်နိုင်ပါသည်။9မှ10သည်နာကျင်မှုပမာဏပြင်းထန်အဆင့်ဖြစ်သတ်မှတ်ပြီးမခံမရနာကျင်မှုကြောင့်မလှုပ်ရှားနိုင်အနားမြူနိုင်ဖြစ်လာပါသည်။အကိုက်ခဲပြောက်စေချက်ချင်းလိုအပ်ပါသည်။လူနာအနေဖြင့်နာကျင်မှုစတင်ခံစားရပါကသူနာပြုအားချက်ချင်းအကြောင်းကြားနိုင်ပြီးနာကျင်မှုပြင်းထန်လာသည့်အထိစောင့်ဆိုင်ရန်မလိုအပ်ပါခွဲစိတ်ပြီးနောက်စောက်ကြည့်ခန်းတွင်းနဲ့လည်းအထက်ပါအတိုင်းအကြောင်းကြားနိုင်ပါသည်သူနာပြုမှာနာကျင်မှုပမာဏကိုသိရှိပြီးပါကအလင်းအမြန်ကြိုးတက်ရောက်မှုရှိစေရန်သွေးကြောမှတစ်ဆင့်အခက်ခဲပြောက်စေပေးနိုင်ပါသည်ဆေးပေးပြီးမိနစ်30ခန့်အတွင်းနာကျင်မှုပမာဏကိုပြန်လည်စစ်ဆေးမှဖြစ်ပြီးတင်ဤသွေးပေါင်နဲ့အသက်ရှူမှုနှုန်းများကိုပါတခါတည်းစစ်ဆေးသွားမှာဖြစ်ပါတယ်သူနာပြုအားနာကျင်မှုပမာဏလျော့နေလာပါသလားနာကျင်မှုမပြောင်းမလဲရှိနေပါသလားနာကျင်မှုပုံမပြင်းထန်လာပါသလားဆိုသည်များကိုပြောပြရမှာဖြစ်ပါတယ်လူနာအနေဖြင့်နာကျင်မှုပုံမတိုးလာခြင်းအလွန်မင်းမူဝေအော်အန်ခြင်းလာခြင်းအလွန်မင်းအိမ်ငိုက်ခြင်းအသက်ရှူရခက်ခဲခြင်းအသက်ရှူမဝခြင်းအထက်ပါလက္ခဏာများဖြစ်ပေါ်လာပါကသူနာပြုအားချက်ချင်းခွန်ယူသိပေးရန်လိုအပ်ပါသည်ခွဲစိတ်မှုမတိုင်မီသူနာပြုမှသင်အားအချိန်ကာလတစ်ခုအတွင်းအစာနဲ့ရေပါဝင်မြည်သည့်အရာများမစားတော့ရန်လိုအပ်ကြောင်းညွှန်ကြားပါလိမ့်မည်အကြောင်းမှာမိတ်ဆွေပေးနေစဉ်သင်ရဲ့အစာရည်မျိုးနဲ့တက်ရှူလမ်းကြောင်းတုတ်ပြန်မှုများလျော့နေသွားနိုင်သောကြောင့်ဖြစ်သည်အစာသို့မဟုတ်ရည်သည်အစာရင်တွင်းရှိနေပါကပြန်လည်ဆန်တက်လာကအသက်ရှူလမ်းကြောင်းထက်သို့ဝင်ရောက်ပြီးအသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းသို့မဟုတ်အဆုတ်ရောဂါများဖြစ်ပေါ်စေနိုင်ပါသည်ထို့ကြောင့်တိတ်လုံးကြုံရေးအတွက်အစားအစာများနဲ့ရေပါဝင်မိသည့်အရာများမစားမတော့ရန်လိုအပ်ကြောင်းညွှန်ကြားချက်များကိုအတိအကျလိုက်နာရန်အလွန်အရေးကြီးပါသည်ခွဲစိတ်ကုသမှုနောက်ပိုင်းအနာပူးဝင်မှုနှုန်းကိုလျှော့ချရန်အတွက်ခွဲစိတ် area တစ်ဝိုက်အားစနစ်တကျပြင်ဆင်ရန်အလွန်ရေးကြီးပါတယ်။ခွဲစိတ်မှုမတိုင်မီတရက်တွင်မော်လယ်ပိုင်းတွင်သင်ဟာပိုးသက်ဆက်ပြားပြီးချိုးရမှာဖြစ်ပြီးမိမိဘာသာမလုပ်နိုင်ပါကဆေးရုံဝန်ထမ်းများအကူအညီပေးပါလိမ့်မယ်။ထို့အပြင်ခေါင်းလျှော်ခြင်းမုတ်ဆိတ်ရိတ်ခြင်းလက်သက်များရခြင်းများကိုလည်းပြုလုပ်ထားပါမယ်။သင်မှာဝမ်းချုပ်ခြင်းပြဿနာရှိပါကဝမ်းချူပေးနိုင်ပါတယ်။ခွဲစိတ်ခြင်းတွင်အစားအစာနဲ့ရေများဆန်မတက်အောင်ည7 နာရီနောက်ပိုင်းမှစ၍အစာနဲ့ရေကပ်တက်ထားပါလိမ့်မယ်။ခွဲစိတ်မိနေတွင်ခွဲစိတ်မိနေရအနည်းရှိအမွေးမြများကိုရိတ်ပေးပါလိမ့်မယ်။ခွဲစိတ်မိနေရကိုပိုးသက်ဆေးရည်ဖြင့်တုပ်လိမ်ပိုးသက်ပေးပါလိမ့်မယ်။ဆေးရည်၆သွဲ့သွားပြီးနောက်ခွဲစိတ်မှုပြုလုပ်မယ့်နေရာကိုအပြိုင်အောင်အမှတ်သားပြုလုပ်ပေးပါလိမ့်မယ်။နာမည်နဲ့လူနာသတင်းချက်လက်များကိုတိုက်ဆိုင်စစ်ဆေးပေးပါလိမ့်မယ်။ခွဲစိတ်ခန်းသူမဝင်မီသင်ဟာကိုယ်တိုင်စီးသွားမှာဖြစ်ပြီးအချို့ချိန်များတွင်စီးပိုက်ထည့်ထားရန်လိုအပ်နိုင်ပါတယ်။မိစေမျိုးစားများတိတ်ခွဲစိတ်မှုအတွက်လိုအပ်နိုင်သောမိစေထုံစေမျိုးစားများကိုရှင်းပြသိသွားမှာဖြစ်ပါတယ်။ခွဲစိတ်မှုအမျိုးအစားပေါ်မူတည်ပြီးမိစေဆံဝင်မှာအသင့်အတွက်အသင့်တော်ဆုံးအသုံးပြုမိမိစေမျိုးစားကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။နံပါတ်1မိစေကိုထိုးစေးသို့မဟုတ်တန်းငွေနေဖြင့်ပေးနိုင်ပါတယ်။မိစေပေးပြီးနောက်1မိနစ်အတွင်းမိမျောသွားမှာဖြစ်ပါတယ်။သင်မိမျောနေစဉ်အတွင်းအသက်ရှူလမ်းကြောင်းအထောက်အကူပြုနိုင်ရန်သင့်လေပြောတွင်သို့အသက်ရှူပိုက်ထည့်သွင်းထားမှာဖြစ်သောကြောင့်ခွဲစိတ်ပြီးနောက်လဲချောင်းအနှဲငယ်နာနေနိုင်ပါတယ်။လဲချောင်းနာခြင်းတက်တာလာစေရန်ရေများများတောက်ရန်လိုအပ်ပါတယ်။ထို့အပြင်24နာရီခန့်မလန်းမဆန်းနှိပ်မိနေနိုင်ပါတယ်။နံပါတ်2ကြောရိုးထုံစေးကိုတင်းနှောက်ကြောအောက်ပိုင်းတွင်ထိုးပေးပြီးခါအောက်ပိုင်းမှစ၍ခန္ဓာကိုယ်အစိတ်ပိုင်းများထုံသွားပြီးအာယုံခံစားမှုမရှိနိုင်တော့ပါ။ခွဲစိတ်ခန်းတွင်တင်သည်မမေ့မျောပဲသတိရှိနေမှာဖြစ်ပြီးစိတ်ငြိမ်စေပေးထားနိုင်ပါသည်။ခါရိုးထုံစေးထိုးနေချိန်တွင်မလုံမရှားပဲငြိမ်ငြိမ်နေရန်အရေးကြီးပါသည်။စီးရင်တင်ပြီးစီးမသွားနိုင်ဖြစ်ပါကဝန်ထမ်းများအားအကြောင်းကြားပါခွဲစိတ်ပြီးနောက်တိကျတောင်များထုံကျင်ခြင်းအားပြောခြင်းများမှာထုံစိတ်ပမာဏနဲ့ခွဲစိတ်မှုအမျိုးအစားပေါ်မူတည်ပြီးကြာမြင့်နိုင်ပါသည်အာယုံကြောထုံစေ
ဤမျိုးစားမှာခွဲစိတ်မိအစိတ်ပိုင်းတစ်ခုလက်သို့မဟုတ်ခြေထောက်ကိုသာထုံသွားစေရန်အထက်ပါအစိတ်ပိုင်း၏အာရုံကြောအနီးတွင်ထုံဆေးထိုးသွင်းခြင်းဖြစ်ပါသည်ဆေးထိုးရာတွင်အန်ဒီရဲ့ကင်းရှင်းစေရန်အထရာဆောင်းကိုအသုံးပြုနိုင်ပါသည်ခွဲစိတ်ခန်းတွင်တင်သည်မမေ့မျောပဲတတိရှိနေနိုင်တော့လဲနာကျင်မှုကိုမခံစားရမည်မဟုတ်ပါဤနီလန်းသည်မူဝေခြင်းအော့အန်ခြင်းစသည့်ဘေးထွက်ဆိုးကျိုးများနေပြီးစောလျင်စွာလှုပ်ရှားနိုင်ပြန်လည်ကောင်းမွန်လာနိုင်စေပါသည်ခွဲစိတ်ပြီးနောက်နာရီပိုင်းအတွင်းသင်အားစောင့်ကြည့်ရေးအခန်း recovery room သို့ပို့ဆောင်ပြီးအနေကစောင့်ကြည့်ကြမှာဖြစ်ပါတယ်။သူနာပြုများမှာတိသွေးပေါင်ချိန် blood pressure တတိပြန်လည်မှုအတိုင်းအတာမိစေ၏နောက်ဆက်တွဲဆိုးကျိုးများနာကျင်မှုအတိုင်းအတာတို့ကိုစောင့်ကြည့်သွားမှာဖြစ်ပါတယ်။စောင့်ကြည့်အခန်းအတွင်းနေထိုင်ရမည့်အချိန်ပမာဏသည်သင်အခြေအနေပေါ်တွင်သာမူတည်ပါသည် Thank you for watching. We hope you get well soon.